မင်းတို့မှတ်တာကာလဥပ္ပတ္တိမှာဘုရားယဟန္တာတောင်ဆင်းရဲဒုက္ခရောက်တယ်မင်းတို့ကတော့ဒုက္ခရောက်တာဘာမှမဆန်းဘူးအဲ့ဒါလူလောကကြီးရဲ့ပြရုပ်ပဲအဲ့ဒါကိုမကြောက်နဲ့မရှောင်နဲ့အဲ့ဒီပေါ်မှာစိတ်တက်ကြပြီးလက်မိုက်ကြနေမှာမဟုတ်ဘူးမင်းတို့ဘယ်လောက်တန်ပါလဲအဲ့ဒါရေးကြည့်တယ်တရားမတတ်နိုင်ရင်ဘိုးတန်ပါတယ်တဲ့ကွာတရားမတတ်နိုင်ရင်ဘိုးတန်ပါတယ်တဲ့ကြောက်เสียမလို့ဘူးမင်းတို့ကြောက်ဖို့မဟုတ်ဘူးငါတတိရှိအောင်ပြောချင်တာကာလဝိပဿနာကာလမကောင်း situation မကောင်း second step မကောင်းဂတိမကောင်းဘူးတဲ့အပေလေးပါးကြာနေအခုလူတွေကွာဒါတော့လူတွေဖြစ်တဲ့အတွက်ဂတိကောင်းပါလေတချို့ပြောမှာပေါ့ဂတိမကောင်းဘူးဆိုတာမြန်မာပြည်ရောက်နေတာဂတိမကောင်းဘူးလားလို့ပြောအဲ့ဒါသမီးတို့ကအီဒန်ပို့လိုက်မယ်ဟုတ်မလားဂါဇာပို့လိုက်မယ်လေယီမင်ပို့လိုက်မယ်လေဆိုမာလီယာပို့လိုက်မယ်လေမြန်မာပြည်တဲ့ဆိုတဲ့နိုင်ငံတွေအများကြီးပါမင်းတို့ကသတင်းလောက်ဖတ်ပြီးတော့မြန်မာပြည်ကသုံးစားမရဘူးလို့ထင်မနေပါနဲ့နိုင်ငံခြားမှာဘုံမရှိနိုင်ငံလောက်နေခဲ့အဲ့မှာမင်းတို့ဘယ်လောက်ဒုက္ခရောက်လဲဆိုတော့နိုင်ငံခြားရောက်တွေ့လိမ့်မယ်တချို့ကနိုင်ငံခြားသတင်းတွေနားထောင်ပြီးနိုင်ငံခြားသွားတဲ့လူမျိုးဟိုမှာမင်းတို့မလွယ်ဘူးဒီလောက်မလွယ်ဘူးနော်အဲ့ဒါဘုံတို့ကဘယ်နေရာမှာဘယ်လောက်ရှင်းသန်နိုင်အောင်ကြိုးစားမလဲဒါဝိဇ္ဇာကာဝိထားတော့ကာလဂတိဆိုတာအပေလေးပါးကြာနေဂတိမကောင်းဘူးလို့ပြောတာဥပတိတဲ့ဘာမကောင်းတာလဲတော့ဥပတိမကောင်းတာဆိုဘာဖြစ်တော့ယူပါချူချားနေတာပေါ့ပါသူကကြည့်ရင်လက်ကြည့်ခြင်းတရားမရှိတဲ့ယုံမျိုးပေါ့ဒီထဲမှာတရားမှမပါပါဘူးဒီကသားလေးရလည်းမမင်းသားလိုပါပဲတန့်နေဟမ်သမီးတွေတန့်ကြပါလေဒီမှာဥပရိမကောင်းဘူးဆိုတာကကိုလက်အင်္ဂါတွေဆုံးရှုံးသွားတဲ့အခြေအနေတွေကိုပြောတာတချို့ကညင်သွင်းမမိလိုက်ဘူးလူကတွန့်လိန်ကောက်ကွေးလာတဲ့ဟာတွေကိုဥပရိမကောင်းဘူးလို့ပြောတာကဲဥပရိမကောင်းတာကနာတာမင်းတို့တစ်တော့မသုံးဘူးလားတစ်တော့ရဲ့စီကိုသိလားအဲ့ကောင်အောက်ပိုင်းမပါဘူးအောက်ပိုင်းတစ်ပိုင်းလုံးမပါဘူးခွန်မင်းတို့သုံးနေတဲ့တစ်တော့လေတစ်တာတော်ကြီးကိုလက်မှာချိတ်ပြီးတော့အဲ့ဒါကိုခြေထောက်လှုပ်သွားတာတစ်တော့စီကိုအောက်ပိုင်းတစ်ပိုင်းလုံးမပါဘူးမင်းတို့တော့သမင်းပြာပုံနဲ့အထမဟုတ်တော့စိတ်တဲ့တွေကြပြီးတော့လမ်းဘေးရောက်သွားပါလေလူနေခြုံကြားစိတ်ထားဝတိခြုံကြားစိတ်ကဘယ်တော့မှဘုံပြားမရောက်တို့တော့စိတ်ထားကိုတောင်းရင်တာလောက်ထိပြန်ပြထားလူနေခြုံကြားစိတ်ထားဝတိစိတ်ကိုအဲ့လောက်ထိအဆင့်မြင့်ထားလို့လိုတယ်ကွာလူမှကြနေပါတယ်ခင်မှမကောင်းပါဘူးပညာမှမတတ်ပါဘူးစိတ်ကအဆင့်မမီဘူးဆိုတော့သေပြီးရတတဲလုံးနဲ့လည်းမထူတော့ဟုတ်ပြီနော်လူနဲ့လည်းမထူတော့စိတ်တော်နဲ့လည်းထူဖို့လိုတယ်စိတ်အရေးကြီးတယ်စိတ်တင်တာနေတိလောကောစိတ်တင်တာပရိကတတိစိတ်တတဧကဓမ္မတတပ်ပိပဝတ္တမနကုအဲ့လူတွေရဲ့စိတ်ကပဲလောကကြီးဖြစ်စည်းတာအဲ့လူတွေရဲ့စိတ်ကပဲလောကကြီးကိုဖွံ့ဖြိုးတက်အောင်လုပ်တာတခြားသူတွေလုပ်တာမဟုတ်ဘူးအဲ့ဒီစိတ်တွေကလုပ်တာဒါကြောင့်အဲ့ဒီစိတ်ကိုမင်းတို့ဘလောက်ကြန့်ခိုင်အောင်လေ့ကျင့်ထားမလဲဘလောက်အစီအသွေးပြည့်တဲ့ဝေါ်ပေါ်ပြည့်တဲ့ engage ဖြစ်တဲ့ engage အကျိုးစီးပွားဖြစ်ထွန်းစေတဲ့ဟာပေါ့အဲ့လိုစိတ်ထားဖြစ်အောင်ဘယ်လိုမျိုးလေ့ကျင့်ထားမလဲအဲ့ဒါအရေးကြီးတယ်နော်ဒါကြောင့်မင်းတို့လူနေခြုံကြားနေလေစိတ်ထားအောင်တာဝရိန်တာလောက်တင်ပြီးရီမချက်ကြီးထားမိုင်းမိနစ်နဲ့9မိနစ်နဲ့4မိနစ်နဲ့5မိနစ်နဲ့နောက်10နှစ်နေဒီထက်ကလေးတွေပြောင်းသွားမယ်အသက်အရွယ်တွေလည်းပြောင်းသွားမယ်လူတွေလည်းပြောင်းသွားမယ်ဒီထက်ကတဝက်လောက်ကအလုပ်တွေပြောင်းသွားမယ်ထင်တယ်ပြောင်းတော့တယ်နော်ဘုံဘုံထင်တယ်နော်ခွတ်တယ်ခေါ်တာခွတ်ကလေးတွေအလုပ်ခဏအပြောင်းမြန်ဒါပေမဲ့ဒီထက်နေဖွံ့ဖြိုးတိုးတက်သွားတဲ့သူဘယ်နှစ်ယောက်လဲဆိုတာလက်ကားကြောင်းကြည့်ရင်ကံကောင်းတယ်လူတိုင်းမပြောင်းနိုင်ဘူးစိတ်ထားကောင်းတဲ့လူတွေပြောင်းလဲနိုင်လိမ့်မယ် change your mind change your world ကိုပြောင်းကဘာကြီးပါပြောင်းပြလို့ရတယ် change your mind change your world ကဘာနာမည်ကြီးတဲ့ဒီကုတ်ကလေကိုပြောင်းကဘာကြီးပါပြောင်းလို့ယူလို့ရမဟာဓမ္မဂန္ဒီကလည်းအဲ့ဒါကိုပြောမင်းပြင်ကျင်တဲ့ကဘာကိုမင်းကိုယ်တိုင်ပြောင်းယူတဲ့မြန်မာပြည်တိုးတက်စေခြင်းတဲ့ဆန္ဒမင်းတို့မရှိဘူးလားငြိမ်းချမ်းခြင်းတဲ့ဆန္ဒမရှိဘူးလားချမ်းသာကြွယ်တဲ့နိုင်ငံကြီးမဖြစ်စေချင်ဘူးလားပညာတတ်တဲ့နိုင်ငံကြီးမဖြစ်စေချင်ဘူးလားဘယ်သူလို့အစိုးရမှာမလုပ်ခိုင်းနဲ့အစိုးရဆိုတာမင်းတို့ပဲမင်းတို့အစိုးရပဲအဲ့ဒါကိုအိန္ဒြေထိုက်တယ်လို့ကိုယ်စိတ်ကိုအစိုးရကိုယ်စိတ်ကိုစောင့်ထိန်နိုင်ရင်အိန္ဒြိယပစ္စည်းရောမှာမြတ်စွာဘုရားရှင်အိန္ဒြေကိုကိုဆိုးပိုင်နိုင်အောင်လေ့ကျင့်ယူပါအဲ့ဒါဆိုရင်ကဘာကြီးတောင်ဆိုးလို့ရတာကွာမြန်မာပြည်ကိုကောင်းအောင်မဆိုးမိုးနိုင်ပဲနေပါမလားစဉ်းစားနော်ဒါကြောင့်မင်းတို့ကိုပြောင်းယူအောင်